Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ Crystal က British English နဲ့ American English ကြားထဲကကွာခြားချက်လေးပြပြချင်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင် Crystal ဒီမှာပုံလေးစုထားပါတယ်ဒီပုံလေးတွေကို British မှာကျတော့ဘယ်လိုခေါ်လဲ American မှာကျတော့ဘယ်လိုခေါ်လဲဆိုတာကိုပြပြပေးသွားပါမယ်နံပါတ်1အနေနဲ့ကတော့ Crystal တို့ရဲ့အားလက်ချိန်အားလက်ရက်ပေါ့နော်အဲ့ဒါကို British မှာဆိုလို့ရှိရင် Crystal တို့က holiday ဒါပေမဲ့ American ကကျတော့ vacation လို့ပြောပါတယ်နောက်တစ်ခုကကျတော့တိုက်ခန်းပေါ့နော် British မှာဆိုလို့ရှိရင် flat American ကကျတော့ apartment okay နောက်တစ်ခုကကျတော့ Crystal တို့ဒီဓာတ်လေကားပေါ့နော်ဓာတ်လေကားကိုကျတော့ British မှာ lift American ကဓာတ်လေကားကို elevator British တွေကဒီ Crystal ကတော့ biscuit လို့ပဲပြောတာပေါ့နော်သူတို့ကလည်းဒီမုံလေးဟုတ်ပါတယ် British တွေက biscuit American တွေကတော့အဲ့ဒါလေးကို cookie လို့သုံးပါတယ်ကဲနောက်ဆုံးတစ်ခုကတော့ကုန်တင်ကားကိုကျတော့ British တွေက lorry American တွေကကျတော့ truck ကဲဒါဆိုလို့ရှိရင်ဒီအသုံးအနှုန်းလေးတွေကို American နဲ့ British ကိုယ်ပဲပြသိသွားမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you in the next video bye bye